ဒီနေ့မှာတော့ကြောက်စရာကောင်းတဲ့ဖက်နှက်အမြင့်ကြီးတွေကနေစက်တီးထားစရာကောင်းတဲ့ခန္ဓာကိုယ်ရဲ့အစားထိုးမှုတွေအထိသူတို့ကတော့ဂျိုသားတွေအဖြစ်ပြောင်းလဲဖို့ကြိုးစားနေကြတဲ့ထူးဆန်းအံ့ဩဖွယ်လူသားတွေအကြောင်းကိုကျွန်တော်တို့ဒီရတဲ့ channel လေးကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးတစ်ယောက်ကတော့အန်တိုနီသက်အဲလီယန်ပါလူတော်တော်များများကအသက်20ကျော်အရွယ်ရောက်လာရင်လက်ဥကိုင်အတွက်ပူပန်တာဒါမှမဟုတ်ရင်လည်း level လေးကိုပြောင်းပြီးအေးစစ်စစ်နေဖို့စဉ်းစားတာမျိုးရှိရကြပါတယ်ဒါကိုတော့ quarter life crisis လို့ခေါ်ပါတယ်ဒါပေမဲ့2014ခုနှစ်တုန်းကပြင်သစ်နိုင်ငံသားလုံခြုံရေးဝင်တဲ့အန်တိုနီကတော့အသက်26နှစ်အရွယ်မှာပဲကြောက်စရာအကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်အဲ့ဒါကသူ့ရဲ့ရုပ်ရည်ကိုပြောင်းလဲပစ်ဖို့ပါပထမဦးဆုံးအနေနဲ့ရှာကိုနှစ်ခွခွဲလိုက်တာကနေစတင်ခဲ့ပြီးအဲ့ဒီနောက်မှာတော့မျက်နှာနဲ့မျက်လုံးတွေကိုပါတက်တူးတွေထိုးပစ်ခဲ့တာပါမျက်လုံးတွေကိုတက်တူးထိုးတယ်ဆိုတာတကယ်ကိုအန္တရာယ်များတဲ့ကိစ္စဖြစ်ပြီးမျက်လုံးရဲ့အလွှာပါးလေးနှစ်ခုကြားထဲကိုမှီထိုးသွင်းရတာမလို့နည်းနည်းလေးမှားသွားတာနဲ့မျက်စိကန်သွားနိုင်လို့ဆရာဝန်တိုင်းကလည်းဒါကိုမလုပ်ဖို့တားကြဘူးအန်တိုနီကတော့ကံကောင်းထောင်းမစွာနဲ့အမြင်အာရုံမဆုံးရှုံးပဲသူ့ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုခရီးစဉ်ကိုဆက်လျှောက်လန်းနိုင်ခဲ့ပါတယ်2021ရောက်မှာတော့သူကသူ့ကိုယ်သူ Black Alien လို့နာမည်ပြောင်းလိုက်ပြီးတကူလုံးကိုလည်းတက်တူးတွေနဲ့ဖုံးလိုက်ပါတယ်သူ့ရဲ့ပြောင်းလဲမှုတွေအကြောင်းပြောရရင်တော့ဗီဒီယိုကတော်တော်ရှည်သွားမှာမို့အတိအကျဆုံးပြောင်းလဲမှုတွေကိုပဲပြောပြပေးပါမယ်သူကနှာခေါင်းနဲ့ရွက်နဲ့အပေါ်နှာခမ်းကိုခွဲစိတ်ဖြတ်လုပ်ပြပါတယ်ဒါကတကယ်ကိုပြင်းထန်တဲ့ခွဲစိတ်မှုတွေဖြစ်ပြီးအယိုးနုတွေနဲ့တစ်ရှူးတွေအများကြီးဖယ်ရှားပြရတာဒါတွေမကသေးပါဘူးသူ့ရဲ့ဘဲဘက်လက်ကလက်ချောင်းနှချောင်းကိုပါဖြတ်ထုတ်ပြီးဂျိုသားလက်သေးတွေပုံစံလုပ်ခဲ့သေးတာပါနှာခေါင်းနဲ့လက်မောင်းတွေမှာလည်းဆီလီကွန်အဖူးထစ်တွေအခုပေါင်းဒါဇင်နဲ့ရှိထည့်ထားတာကြောင့်သူ့ရဲ့ဦးခေါင်းပုံစံကတကယ်ဂျိုသားတစ်ယောက်နဲ့အတော်လေးဆင်တူပါတယ်နောက်ပိုင်း2023တုန်းကလည်းသူ့ရဲ့ရှည်လောက်တစ်ဖက်ကိုပါဖြတ်ထုတ်ပြီးဆက်ရုပ်ရှည်လောက်တက်ဖို့စီစဉ်နေတယ်လို့ပြောခဲ့ပေမဲ့2026ခုနှစ်အထိတော့အကောင့်ထဲမှာပေါ်ရသေးပါဘူးငါရဲ့ပြောင်းလဲမှုကအခုမှ65ရာခိုင်နှုန်းပဲပြီးသေးတယ်လို့ပြောနေတော့မယ်ဆိုတော့နောက်ထပ်ဘာတွေထပ်လုပ်အောင်မလဲဆိုတာဘယ်သူမှမခံမနိုင်ပါဘူးပြင်သစ်မှာတော့ဒီလိုခန္ဓာကိုယ်ပြင်းပြထန်ထန်ပြောင်းလဲတာကဥပဒေအရမရေမရာဖြစ်နေတာကြောင့်အန်တိုနီကမက္ဆီကိုရီသွားပြီးခွဲစိတ်မှုတွေကိုလုပ်ခဲ့ရတာပါသူ့ရဲ့ရုပ်သွင်းကြောင့်လည်းအလုပ်ရဖို့ခက်ပြီးစားတော့ဆိုင်တွေကလက်မခံတာမျိုးရှိပေမဲ့သူကတော့အရင်ခန္ဓာကိုယ်ထဲမှာနေရတော့ငါကဂျိုသားတစ်ယောက်လိုခံစားခဲ့ရတာအခုလိုပြောင်းလဲလိုက်မှငါကပို့ပြီးလူသားဆန်တယ်လို့ခံစားရတယ်လို့ဆိုထားပါတယ်ဒီလိုကြီးမှန်းချက်အတွက်စွန့်လွတ်အနစ်နာခံတာကတော်တော်လေးစားဖို့ကောင်းတယ်လို့တစ်ဖက်မှာလည်း65ရာခိုင်နှုန်းနဲ့ဒီလောက်ဆိုရင်100ရာခိုင်နှုန်းပြည့်သွားတဲ့အခါဘလို့ပုံစံဖြစ်နေမလဲဆိုတာကတော့တွေးကြည့်အောင်နဲ့ကြောက်စရာကောင်းပါတယ်နောက်ထပ် fashion လောကရဲ့ထူးဆန်းတဲ့အတွေ့အကြုံကိုကြည့်အောင်ပါခမည်းတော်တခါတလေအဝတ်စားတစ်ခုကိုဝတ်လိုက်ပြီးမှငါဝတ်လိုက်တာမှားသွားပြီလားဆိုပြီးနောင်နာရဘူးလားအဲ့ဒီအချိန်မှာလူတိုင်းကငါ့ကိုဝိုင်းကြည့်နေသလိုပဲခံစားရပါမယ်တကယ်တမ်းကလူတွေကခမည်းကိုတိတ်ကြည့်မဆိုင်ပါဘူးအခုပြောပြမဲ့သူတွေပုံစံလိုမျိုးဆိုရင်တော့လူတိုင်းငေးကြည့်မိမှာမှန်ပါဟန်နရိုနဲ့စတီဗင်ဂျက်တို့စနီးမောင်နဲ့ဖီကယ်မတာဆိုတဲ့နာမည်နဲ့လူမှုကွန်ရက်ပေါ်မှာနာမည်ကြီးရဲ့အတွေ့ပါသူတို့ရဲ့ရည်မှန်းချက်ကလည်းလူသားတွေနဲ့တက်နိုင်များဝေးကွာတဲ့ပုံစံမျိုးနဲ့နေထိုင်ဖို့ပါမိတ်ကပ်တွေသုံးပြီးသူတို့ကတော့ဂျိုသားတွေမိစ္ဆာတွေအဖြစ်ဖန်တီးထားပြီးတော့အထဲကမှသူတို့ရဲ့အထူးခြားဆုံးလက်ရာကတော့ရှီရောက်ပုံစံဖက်နှက်ကြီးပါဒါတွေကကြည့်လိုက်ရင်ဂျိုသားရှစ်ယောက်တွေခွဲစိတ်ထားသလိုထင်ရပါမယ်ကံကောင်းတာကဒါတွေကသူတို့ကိုယ်တိုင်လုပ်ထားတဲ့အလှဆင်ပစ္စည်းတွေဖြစ်ပါတယ်ဟန်နန်နဲ့စတီဗင်တို့က2016ခုနှစ်မှာ fashion ကျောင်းတစ်ခုမှာဆုံခဲ့ကြပြီးတဲ့နောက်မှာဒီ Figure Matter project ကိုစခဲ့တာပါသူတို့ကဒါသူတို့ရဲ့တကယ် identity ပဲလို့ဆိုကြပါတယ်ဒီလိုထူးထူးဆန်းဆန်းဝတ်စားပြီးအပြင်သွားတာမျိုးကိုသူတို့ကပုံမှန်လို့လုပ်နေကြတာပါအခုဆိုရင် Instagram မှာလည်း follower 9 သိန်းကျော်ရှိနေပြီဖြစ်လို့နာမည်ကြီး fashion brand တွေဖြစ်တဲ့ Red Oven တို့ Jinpo တို့နဲ့ပါအလုပ်တွဲဖက်လုပ်ကိုင်နေရပြီဖြစ်ပါတယ်သူတို့ရဲ့ပုံစံတွေကတချို့လူတွေအတွက်အိမ်မက်ဆိုးလို့ဖြစ်နိုင်နေပေမဲ့သူတို့အတွက်ကတော့အိမ်မက်ကိုလက်တွေ့အကောင့်ထဲပေါ်နေကြတာဖြစ်ပါတယ်အရှိမပြောခဲ့တဲ့ Black Alien နဲ့ Figure Matter တို့ကိုအရန်ထူးဆန်းတယ်လို့ထင်နေရင်တော့အခုပြောပြမဲ့သူကသူတို့ရဲ့ညီကိုရင်းရှာလို့တော့ထင်ရပါလိမ့်မယ်သူ့ကိုတော့ Human Satan လို့လူသိများပါတယ်ဘရာဇီးနိုင်ငံသားတတူးပညာရှင် Michael Faro Preto ဟာလွန်ခဲ့တဲ့25နှစ်ကျော်ကလူသားနဲ့မတူတဲ့ရုပ်သွင်းကိုရဖို့အတွက်ပြင်းထန်တဲ့ပြောင်းလဲမှုတွေကိုဒီဇိုင်းမဲ့လှုပ်ဆောင်လာခဲ့တာပါသူ့ရဲ့ခန္ဓာကိုယ်80ရာခိုင်နှုန်းကျော်ကိုလည်းတတူးတွေနဲ့ဖုံးအောင်ထားရုံနဲ့မကပဲနှာခေါင်းကိုဖျက်ထုတ်တာနေရက်တွေကိုဖယ်ရှားတာနဲ့ရှားကိုနှစ်ခွခွဲတာတွေပါလုပ်ခဲ့ပါတယ်ဒါပေမဲ့အထူးခြားဆုံးကသူ့ရဲ့ဦးခေါင်းကွန်ထဲမှာတက်ထုချို33ခုတော့စိုက်သွင်းထားတာဖြစ်ပါတယ်ဒီဂျိုတွေကိုလည်းတစ်ခုနဲ့တစ်ခုမတူတဲ့အရှင်တက်တွေပြောင်းတက်လို့ရအောင်လုပ်ထားတာဖြစ်ပြီး2023ခုနှစ်အတွင်းမှာလည်းဂျိုအများဆုံးစိုက်ထားသူဖြစ်ဂိမ်းနဲ့စံချိန်ကိုတော့တင်နိုင်ခဲ့ပါတယ်ဒီ style နဲ့ live ဖက်အောင်လည်းသူ့ရဲ့သွားတွေကိုအရှင်တက်တွေဖြစ်အောင်တွေးထားပါသေးတယ်အကြသေးခင်ကဆိုရင်ဒေါ်လာ1000နီးပါးကုန်ရခံပြီးပါဇက်ရဲ့ဘေးနှစ်ဖက်မှာဝေးအောင်ဆွဲကြီးနှစ်ခုကိုပါတက်ဆင်လိုက်ပါတယ်ကြည့်လိုက်ရင်တော့တာမန်ဂျိုသားပုံစံတဲ့ဘလူးတကောင်နဲ့ပို့တူနေပါတယ်မိုက်ကယ်ကတော့သူ့ရဲ့ idol ဖြစ်တဲ့ Black Alien လိုမျိုးဖြစ်နေတာလို့ပုံဝင်လင်းလင်းပြောထားပါတယ်သူရှိတဲ့အောင်မှာတော့ Black Alien ရဲ့ပုံကိုတက်တူးထိုးထားပြီး
သူ့အိုက်တော့လုံးတယ်လို့ပဲလက်ချောင်းတွေကိုဖြတ်ပြီးလက်သေးပုံစံမျိုးရှုပ်ထားပါသေးတယ်ဒီ human sedan ရဲ့တက်တူးအများစုကိုဇနီးဖြစ်သူကာလိုကပဲထိုးပြီးထားတာပါကာလိုကိုယ်တိုင်ကလည်းဒီမွန် woman လို့အမည်ရပြီခင်ပွန်းဖြစ်သူလိုပဲမျက်လုံးတက်တူရှာနှစ်ခွားနဲ့နှစ်ဖူးမှာဂျိုးတွေစိုက်ရတာကြောင့်သူတို့နှစ်ဦးကိုငရဲကလာတဲ့အတွဲလို့တော့ခေါ်ဆိုကြပါတယ်နောက်တစ်ယောက်ကိုကြည့်လိုက်ရင်တော့ comic ကွန်ပွဲတစ်ခုကငကားဝတ်စုံဝတ်ထားသူလို့ထင်ရပါလိမ့်မယ်ဒါပေမဲ့အနီးကကြည့်လိုက်ရင်တော့ဒါကဝတ်စုံတစ်ခုမဟုတ်ပါဘူးသူ့ရဲ့ခန္ဓာကိုယ်အစစ်ဖြစ်နေတာကိုတွေ့ရမှာပါသူကတော့တီယာမက်လီဂီယွန်မဲရူဇာဖြစ်ပြီးသူ့ကိုယ်သူကတော့ transpecies လို့ခေါ်ပါတယ်တိတ်ပံစိတ်ကူးရင်ကားတွေကဂျိုသားနဲ့မတူပေမဲ့တကယ်ကိုထူးခြားတဲ့ရုပ်သွင်းရှိသူပါဒီလိုငကားတစ်ကောင်ဖြစ်ရှင်တဲ့စိတ်က80ခုနှစ်တည်းကလေးကစတင်ခဲ့တာလို့ဆိုပါတယ်အဲ့ဒီတော့က Richard Harnader လို့အမည်ရတဲ့သူကမွေတွေဝိုင်းကိုက်ခံရတဲ့အိမ်မက်တစ်ခုကိုထူးထူးဆန်းဆန်းမခဲ့ပြီးငကားတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီလို့ယုံကြည်ခဲ့တာပါဒါပေမဲ့သူကရှက်ရှင်းတော့မပြောင်းလဲနိုင်ခဲ့ပါဘူး1999ခုနှစ်သူအသက်40ကျော်အရွယ်မှာဗန်ဝင်နှန်းတယောက်အဖြစ်လှုပ်လောက်ကင်နေတော့ HIV ကိုရှိနေတာကိုသိလိုက်ရပါတယ်အဲ့ဒီအချိန်မှာသူကအသက်ရှင်ဖို့တော့မတိကြတော့တဲ့အခြေအနေကိုရောက်လာခဲ့ပြီငါဟာလူသားတယောက်အနေနဲ့အသိမခံနိုင်ဘူးငကားတစ်ကောင်အနေနဲ့ပဲသိကျင်နေဆိုပြီးစတင်ပြောင်းလဲခဲ့တာပါသူကဒေါ်လာ83,500ကျော်အကုန်ရခံပြီးနေရက်တွေကိုဖျက်ထုတ်တာတကူလုံးကိုငကားကြီးကိုတက်တူးတွေထိုးတာနဲ့မွေလိုမျိုးအနက်ခံနိုင်ဖို့ကိုလည်းရှာကိုနှစ်ခွခွဲတာတွေလုပ်ခဲ့ပါတယ်နှာခေါင်းရဲ့ဘေးနှစ်ဖက်ကိုဖျက်ထုတ်ပြခဲ့တာဆိုတော့ငကားဘွားကိုရောက်ဖို့အတွက်သူကဘာမှနှမျောတွန့်တုံမနေပဲအစွမ်းကုန်စူးစမ်းခဲ့တာဖြစ်ပါတယ်ငကားတွေအကြောင်းပြောပြီးပြီဆိုတော့မွေးတကောင်တို့ပြောင်းလဲခဲ့တဲ့လစ်ဇက်မန်အကြောင်းကိုလည်းမေ့ထားလို့မရပါဘူးသူ့ရဲ့ရေပြားထဲမှာသွေးထက်မှီရီကပုံများနေပြီလို့သူကလည်းဆိုထားပါတယ်25နှစ်ကျော်အတွင်းမှာရင်နိုင်ပေါင်း900ကျော်အချိန်ပြီးပြီတကူလုံးကိုအစိမ်းအောင်ကြီးကုန်တက်တူးတွေထိုးခဲ့တာပါအေးရဟာဒီ body modification လောကမှာတော့တကယ်ကိုအိုင်ကွန်တစ်ခုပါသူကအရင်ကနယူးယောက်မှာတသနိကပေရနဲ့ PhD တက်နေတဲ့ကျောင်းသားတစ်ယောက်ဆိုတာယုံနိုင်မှာမလားကျောင်းတက်နေတော့ဂေါ်စီလာကားတွေကိုယူမှုဆွဲလန်းသွားပြီးလူသားဖြစ်ရတာဘာကိုဆိုလိုတာလဲဆိုတဲ့မေးခွန်းကိုသူ့ရဲ့ခန္ဓာကိုယ်ကိုပြုပြင်ရင်းနဲ့အဖြေရှာခဲ့တာပါ1999ခုနှစ်မှာသူကရှောင်းနှစ်ခွခွဲတဲ့ကမ္ဘာဒုတိယမြောက်လူသားဖြစ်လာခဲ့တယ်လို့သွားတွေကိုလည်းအဆွေတွေဖြစ်အောင်တွေးခဲ့ပါတယ်ထူးခြားတာကတော့သူ့ရဲ့မျက်ခုံးရိုးမှာစိုက်ထားတဲ့အဖုအတွက်တွေဟာအခုခေတ်တုန်းဆီလီကွန်တွေမဟုတ်ဘဲနဲ့တက်ဖလွန်နဲ့လုပ်ထားတာပါအဲ့ဒီတုန်းကလည်းမေ့စည်းမပါပဲခွဲစိတ်ခဲ့ရတာပါတဲ့တော်တော်လေးနာကျင်ရမှာတော့သိရပါတယ်အခုတော့သူက freight show ပွဲတွေမှာဓားမြူတာမိမုတ်တာတွေလုပ်ရင်းနဲ့အသက်မွေးဝမ်းကြောင်းပြုနေရပါတယ်သူ့ရဲ့နားမှာလည်း35ပေါင်လေးတဲ့ BRC ကိုရှိတ်ပြီးမပြခဲ့တာကြောင့်ဂင်းနဲ့စံချိန်ကိုတော့ရထားပါသေးတယ်ကဲတယောက်ယောက်ကများခမ ्या ကိုကြားတကောင်ရဲ့လမ်းစဉ်ကိုလိုက်လျှောက်ပါလို့ကြံပေးခမ ्या အနေနဲ့ကိုယုံကြည်မှုရှိဖို့ဒါမှမဟုတ်ရင်လည်းစက်တက်ကွက် fashion လေးတွေကိုဝတ်ဖို့လိုပဲထင်မိမှာပါဒါပေမဲ့ဒန်နစ်ဆိုတဲ့လူငယ်လေးကတော့သူ့ရဲ့မျိုးနွယ်စုခေါင်းဆောင်ကြီးကရခဲ့တဲ့အဲ့ဒီအကြံဉာဏ်ကိုတကယ်လက်တွေ့ကြအကောင့်ထဲပေါ်ခဲ့တာပါသူကသူ့ကိုယ်သူ stocking cat လို့အမည်ပြောင်းလိုက်ပြီး1980ပြည့်နှစ်အသက်22နှစ်အရွယ်ကလေးကကြောင်မျိုးနွယ်စုဝင်တစ်ကောင်ဖြစ်လာဖို့အတွက်ပြင်းထန်တဲ့ခွဲစိတ်မှုတွေလုပ်ခဲ့ပါတယ်မျက်နှာတစ်ခုလုံးကိုစက်တက်ကွက်တက်တူတွေထိုးတာနေရွက်တွေကိုရှွန်အောင်လုပ်တာအပေါ်နှာခမ်းကိုခွဲတာနဲ့နှာခေါင်းကိုကြောင်နှာခေါင်းလိုပြားကောင်းအောင်လုပ်တာတွေပါလုပ်ခဲ့ပါတယ်အထူးခြားဆုံးကသူ့ရဲ့ပါးစပ်ဘေးပတ်လဲမှာအပေါက်18ခုလုပ်ထားပြီးမနက်တိုင်းမှာအဲ့ဒီအပေါက်တွေကိုပလက်စတစ်ကြောင်နှာခမ်းမွေးအတူတွေထိုးထည့်လေးရှိတာပါသူကပုံမှန်ချိန်မှာတော့ကွန်ပျူတာ programmer တယောက်ဖြစ်လုပ်ပေမဲ့အားလက်ချိန်တွေမှာတော့တစ်ပင်တက်တာနဲ့အသားစိမ်းစားတာတွေဝါသနာပါခဲ့သူပါခွဲစိတ်မှုတွေကိုလည်းခန္ဓာကိုယ်ပြုပြင်ပညာရှင်စတီဗင်ဟောဝါကလုပ်ပေးခဲ့တာဖြစ်ပြီးမိစည်းမပါပဲလုပ်ခဲ့ရတာဆိုတော့နာကျင်မှုကပြောစရာမလိုပါဘူးဝမ်းနည်းစရာကောင်းတာကဒီကြောင့်လူသားအသက်54နှစ်အရွယ်နဲ့ကွယ်လွန်သွားခဲ့ပါတယ်လူသားတယောက်အနေနဲ့ဆိုရင်တော့ရွယ်မတိုင်ခင်သိဆုံးသွားခဲ့တာပါတရားရုံးမှာအမှုရင်ဆိုင်ရမယ်ဆိုရင်ဘယ်လိုရှေ့နေမျိုးကိုလိုရှိမလဲမာရီယာကတော့အရင်ကရှေ့နေတယောက်ဖြစ်ခဲ့ဘူးလို့ကလေးလေးယောက်ရဲ့မိခင်လည်းဖြစ်ပါတယ်သူက2012ကနေ2023ခုနှစ်အထိခန္ဓာကိုယ်ပြုပြင်မှုအများဆုံးအမျိုးသမီးဖြစ်ဂင်းနစ်စံချိန်တင်ခဲ့သူပါသူ့ရဲ့ပြောင်းလဲမှုခရီးစဉ်ကအသက်14နှစ်မှာတက်တူးတစ်ခုနဲ့စတင်ခဲ့တာဖြစ်ပေမဲ့အသက်30အရွယ်အိမ်တော်ရေးအဆင်မပြေမှုတွေကနေရုံထွက်ပြီးနောက်မှာတော့သူ့ရဲ့ခွန်အားကိုပြသဖို့အတွက်နှစ်ဖူးမှာတိုက်တင်နီယန်ဂျိုလေးကိုစိုက်ထည့်ခဲ့တာပါအခုဆိုရင်သူ့တကိုယ်လုံးရဲ့96%ကိုတက်တူးတွေနဲ့ဖုံးအုပ်ထားပြီးသွားဆွဲတွေလည်းတက်ထားတာကြောင့်ဗန်ပန်းယာဝူမန်လို့အမည်တွင်ခဲ့တာပါသူကအခုတော့ရှေ့နေလုံးမလုပ်တော့ပေမဲ့တက်တူးစတူဒီယိုဖွင့်ထားသလိုအမျိုးသမီးအဖွဲ့အစည်းတွေမှာလည်းခွန်အားပေးစကားတွေပြောကြားပေးနေတဲ့စံပြအမျိုးသမီးတူဖြစ်နေပါတယ်။ YP ပြတိုင်းမှာတော့သူ့ရဲ့ဖျောင်းရုပ်ထုကိုထားရှိခုံပြုခံထားရပါတယ်။နောက်တစ်ခုကအင်္ဂလန်နိုင်ငံဘရစ္စတိုးမြို့ကတက်ရစ်ရှက်ပဲဖြစ်ပါတယ်။သူ့ကိုတော့မစ္စတာပါရော့မန်လို့သိကြပါတယ်။သူကကြက်တူရီ9ကောင်ကိုမွေးထားပြီးသူတို့ကိုအရန်ရှစ်လုံးလို့သူတို့နဲ့တူအောင်သူ့ကိုယ်သူပြောင်းလဲခဲ့တာပါ။2014မှာမျက်နှာတက်တူးတွေနဲ့ဂျိုးဆိုင်တာတွေလုပ်ခဲ့ပြီး
2015မှာတော့ကြက်တူလေးမှာနေရွက်မရှိတာကြောင့်သူ့ရဲ့နေရွက်နှစ်ဖက်လုံးကိုခွဲစိတ်ဖြတ်ထုတ်ပြခဲ့ပါတယ်။နေရွက်မရှိတော့တဲ့အတွက်လည်းသူမျက်မှန်တက်လို့မရတော့တာကြောင့်သူ့ရဲ့ဦးခေါင်းခွန်မှာတန်ချောင်းလေးတွေစိုက်ပြီးတော့မျက်မှန်ကိုအဲ့ဒီမှာပဲရှိတ်တက်ခဲ့ရတာပါ။သူ့ရဲ့နာမည်အရင်းကိုလည်းတက်ပဲတော်မန်လို့တရားဝင်ပြောင်းလဲခဲ့သလိုရှာကိုလည်းကြက်တူလေးလိုမျိုးအကြောင်းဆုံးဖြစ်အောင်လုပ်ခဲ့ပါသေးတယ်။သူ့ရဲ့ပြောင်းလဲမှုကြောင့်အရန်ကိုပျော်ရွှင်နေပြီးဖိတင်ရင်ရုပ်တံအစီအစဉ်တော်တော်များများမှာလည်းပါဝင်ခဲ့ဦးပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့အာဂါသနတ်သမီးအဖြစ်ပြောင်းလဲထားခဲ့တဲ့အာဂျင်တီးနားနိုင်ငံသားလူးဝစ်ပက်ထရွန်အကြောင်းပါ။နေစဉ်ကအကြောင်းမှနိုင်ချင်းခံခဲ့ရတာကြောင့်စိတ်ကူးရင်ကဘာထဲမှာပဲနေထိုင်ခဲ့ရတာကနေအခုတော့ဒေါ်လာ8000ကျော်အကုန်ရခံပြီးနတ်သမီးတစ်ကောင်တို့ဖြစ်အောင်ပြုပြင်ခဲ့တာပါ။နှာခေါင်းပြင်တာမရုပ်ပုံစံပြောင်းတာရဲ့အပြင်မျက်လုံးအရောင်ကိုပါလေဆာနဲ့ခွဲစိတ်ပြောင်းလဲခဲ့တာပါ။ဒီခွဲစိတ်မှုတွေအားလုံးကရမ်းအန်နေများပြီးမေးစည်းမပါပဲလုပ်ခဲ့ရတာဖြစ်လို့ရှက်ပေါင်း30လောက်အထိတော့သူကကောင်းကင်ကကျဲတွေကိုတော့မကြည့်နိုင်တော့နာကျင်ခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်ကိုလံဘီယာကဘရိုင်ဒန်လိုမျိုးဒီမွန်တက်တွေရက်စ်နူတွေနဲ့ဗီလိန်နဲ့တူအောင်နှာခေါင်းဖြတ်ထုတ်ခဲ့တဲ့ဟင်နရီရိုဒီဝစ်တို့လိုလူတွေလည်းရှိပါသေးတယ်။သူတို့အားလုံးကလူတွေရဲ့ဝေဖန်မှုတွေကိုဂရုမစိုက်ပဲသူတို့ဖြစ်ရှင်တဲ့ပုံစံအတိုင်းရဲဝံ့ပြောင်းလဲခဲ့ကြသူတွေပါ။ကဲခင်ဗျားတို့ကဒီဂျိုသားအသွင်ပြင်ပြောင်းလဲထားသူတွေထဲမှာဘသူ့ကိုအထူးဆန်းဆုံးလို့ထင်ရတယ်။ကောမန့်မှာပြောခဲ့ကြပါအောင်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်။